မင်္ဂလာပါရှင်အခြေခံတရုတ်စကားပြောအတွက်ကျမတို့ကတောက်လျှောက်တစ်လျှောက်လုံးစသဖြင့်ပြောချင်တဲ့အခါမှာရည်ချီကိုသုံးလို့ရတယ်အဲ့တော့ကျမတို့ဒီမှာရေးထားတဲ့တောက်လျှောက်မိုးရွာတယ်တောက်လျှောက်အိတ်မပြောဘူးဒါလေးတွေကိုရည်ချီနဲ့သုံးကြည့်မယ်နော်အခုတလောလို့ပြောတော့ကျမတို့ဒီကျွေးကျင့်ရမယ်နော်တောက်လျှောက်လို့ပြောတဲ့အတွက်ရည်ချီမိုးရွာတာဒီ下雨အဲ့တော့အခုတလောတောက်လျှောက်မိုးရွာတယ်ဆိုရင်最近一直下雨အခုတလောတောက်လျှောက်အိတ်မပြောဘူးဒါမျိုးလေးရေးချင်တယ်ဆိုရင်最近一直အိတ်မပြောဘူးဆိုရင်睡不着လို့သုံးလို့ရတယ်နော်最近一直睡不着ရမယ်နော်နောက်တစ်ခုလေးဆိုရင်သူအခုတလောတောက်လျှောက်အချိန်မို့စင်းနေအဲ့တော့ဒါလေးကကြတော့ရှေ့ကနေပြီးတော့ထားဆိုတာလေးပါမယ်သူအခုတလောထား最近一直အချိန်မို့စင်းနေအလုပ်အချိန်မို့စင်းတာဒီဂျပန်ရမယ်နော်နောက်တစ်ခုလေးဆိုရင်ငါအခုတလောတောက်လျှောက်ခရီးသွားချင်တယ်ဒါမျိုးလေးရေးချင်တယ်ဆိုရင်我最近一直想去ခရီးသွားခြင်းနဲ့လို့ပြောတော့旅行ရမယ်နော်